Western Union ကနေလွှဲရင်မြန်မာပြည်မှာဘယ်လိုထုတ်ရတာလဲဗီဒီယိုလေးနဲ့ဖြည့်ပေးပါလားဆရာတဲ့ဆရာတော့မဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်တီးထားတာလေးတော့ကျွန်တော်မျှဝေပေးသွားမှာမယ်ခင်ဗျာနော်ကျွန်တော်တို့နိုင်ငံခြားနေပြီးတော့မှ Western Union ကနေမြန်မာပြည်ကိုပတ်စံလွှဲမယ်ဆိုရင်ဒီမြန်မာပြည်ကဘဏ်တွေဖြစ်တဲ့ဒီကမ္ဘောဇာဘဏ်တို့ CB ဘဏ်တို့ရိုးမဘဏ်တို့ကပ္ပယတနာဘဏ်တို့စားသဖြင့်ပေါ့နော်အဲ့ဒီဘဏ်တွေမှာတွားထိုးလို့ရပါတယ်ကျွန်တော်တို့ဒီပတ်စံလွှဲတဲ့အချိန်မှာပေါ့နော်ကျွန်တော် cash pick up နဲ့လွှဲတဲ့ခါပဲဖြစ် KPay နဲ့လွှဲတဲ့ခါပဲဖြစ်ပေါ့နော်ကျွန်တော်တို့ကဒီ MTCN number ပေါ့နော်လျှို့ဝှက်ကနန်းစေလုံးကိုဒီ receipt ထဲမှာသူတို့ရိုက်ပေးတယ်ပေါ့နော်အဲ့ဒီ receipt ကိုတပ်ပုံရိုက်ပြီးတော့မှမြန်မာပြည်မှာငွေထုတ်တဲ့သူစီကိုကျွန်တော်တို့ပို့ရတယ်ပေါ့နော်မြန်မာပြည်မှာငွေထုတ်တဲ့သူကကိုယ့်ရဲ့မှတ်ပုံတင်ရဲ့အဲ့ဒီကိုပို့တဲ့ဒီ receipt ရဲ့အဲ့ဒါနှစ်ခုကိုယူပြီးတော့မှခုနပြောတဲ့ဘဏ်တွေမှာပေါ့နော်တွားထုတ်လိုက်အောင်ပါမယ်ခင်ဗျာနော်ဘေးဘက်မှာဆိုတွားထုတ်လို့ရပါတယ်အဲ့ဒီ receipt နဲ့ပေါ့နော်အရေးကြီးတာတစ်ခုကနာမည်တစ်စက်ကလေးမှလွေးလို့မရပါဘူးခင်ဗျာနော်နာမည်လွေးလို့ရှိရင်သူတို့ကလုံးဝထုတ်မပေးပါဘူးခင်ဗျာနော်ငွေလက်ခံတဲ့လူနာမည်ကတော့တစ်စက်ကလေးမှလွေးလို့မရပါဘူးခင်ဗျာနော်တကယ်လို့လွေးလို့ရှိရင်ဒီပတ်စံလုံးဝမထုတ်ပေးပါဘူးခင်ဗျာနော်မှတ်ပုံတင်လေးပြရတဲ့အတွက်မှတ်ပုံတင်ထဲအနာမည်အတိုင်းဖြစ်နေရပါခင်ဗျာနော်ငွေထုတ်တဲ့အချိန်မှာမှတ်ပုံတင်လေးယူလာရတဲ့အတွက်ဒီမှတ်ပုံတင်ထဲအနာမည်အတိုင်းဖြစ်နေရပါမယ်ခင်ဗျာနော်တစ်စက်ကလေးမှလွေးလို့မရပါဘူးနာမည်မှာဦးပါတယ်ဆိုရင်ဦးဒေါ်ပါတယ်ဆိုရင်ဒေါ်မောင်ပါတယ်ဆိုရင်မောင်စားသဖြင့်မပါတယ်ဆိုရင်မစားသဖြင့်ပေါ့နော်မှတ်ပုံတင်ထဲကအတိုင်းအပြည့်စုံဖြည့်ပေးဖို့လိုပါတယ်ခင်ဗျာနော်အဲ့လိုနာမည်တိတိကျကျရဲ့ MTCM number 10လုံးရဆိုရင်ကျွန်တော်တို့ဒီခုနပြောတဲ့ဘဏ်တွေမှာဘေးဘဏ်မှာမဆိုတော့ထုတ်လို့ရပါတယ်ခင်ဗျာနော်အဆင်ပြေပါစေ